嘿，阳光要问，用哪里三码伊？就他们刚刚去追来买的，就用那里边边烧茶嘛，这一呗，对嘛？你有的就人家干的配合不到嘛，来不进的的，给，喏，对嘛？就人这一呗，喏，对嘛？进来，对嘛？TV，对嘛？进来，喏，对啦，三包的呢，对嘛？aircon呢，沙发呢，对啦，抓啦都不顾了。ဟုတ်ပါတော့တန်းတန်းတို့ကြီးပွားနေပါလားတည်င်းကျွတ်တော့ရန်ကုန်လာဖို့ရှိတယ်အေးလာရင်ညကြီးလာတက်မယ်မတွေ့ရတာကြာပြီရင်ဖွင့်အောင်မယ်လာလေပါလာလေပါဟဲ့ဒီမှာကျုပ်ကလေအရင်လိုကုံစင်းရောက်တဲ့လူမဟုတ်တော့ဘူးနော် ဒီပါလေညီသားအလုပ်ကောင်းတယ်မလား အော်ကောင်းတာပေါ့ကျုပ်သားကလေတစ်လောက်30ဆိုလဲဟုတ်တယ်30ဆိုလဲဟုတ်တယ်သဘောပေါက်ထားလိုက် အမေကိုကြည့်ပြီးကျမအရန်ပျော်နေတယ်ဘာလို့လဲဆိုတော့အမေကကြွားတယ်ဆိုပေမဲ့တကယ်လဲကြွားနိုင်နေပြီလေကြွားရလောက်အောင်လဲကျမရဲ့တူးရဲသောအမေကိုလိုလေသေးမရှိပေးထားဆင်ထားပေးတာလေကျမတို့ဒီအချိန်ကြီးရောက်ဖို့အတွက်ကျမနဲ့အမေဘဝရဲ့အခက်ခဲဆုံးအချိန်ကြီးကျမသတိရမိတယ်တင်ချဆောင်ရှိရှိ တားရေ ဖျားမေ ဟိုအမေဈေးကျသွားလိုက်အောင်မယ်နော် ဟုတ်ပြီဟုတ် ဟောတာဟိုနောက်ဖေးမှာလေတားအတွက်ခမင်းရဲ့စီစဉ်ထားတယ် အော် ငါသားနော် ဟုတ်ကဲ့မေဟုတ် အေးကဲနေသွားပြီနော်တားနော် ဟုတ်ပြီဟုတ်အော်မေ ဟေးပြော ဟိုတာဟုတ်ဘိုးခိုးပြုံးလေးနေ အော်ဟုတ်သားပဲအမေရဲ့တောင်းအမေမဘူးပြအောင်မေမေရွာလို့နော်တာကျောင်းမှာစာကြိုးဆောင်နော် ဟုတ်ကဲ့ပါမေရဲ့စိတ်ချပါ အေးပါကဲကဲရ ဟုတ် နော်တာတကားတွေကိုတေချာပိတ်ပါအောင်နော် ဟောဟုတ်မေဟုတ်စိတ်ချပါမေရဲ့အပိတ်လိုက် မ မယ် င်း နော် နဲ့ယူမမင်းနဲ့အောင် ဟုတ်ကဲ့ဟုတ်တညနေကျရင်ဈေးထဲပြန်ဝင်ခဲ့မယ်မေနော် အော်ဝင်ခဲ့လေတာရ ဟုတ်ဟုတ်ကဲ့ဟုတ် အတားလေးရလေးမာတယ်နော် ဟုတ် တားပြီနော်တာ ဟုတ်မေဟုတ် လက်ဆန်နေရောကဲမရေဒီကလေးအားပေးသွားပါဦးမတန်ဟမ်မတီးဈေးလာလား ဟုတ်တယ် ကဲဘာလို့ချင်းလဲပြောပါ ဟိုကလေကစုံရိုးလေးတွေကတစ်စီးဘယ်လောက်လဲ ဟောတစ်စီးကို300နှစ်စီးကို900နေပြီ အဲဒါလေးကနှစ်စီးပေးပြီးတော့ရုံးမရည်သေးမရှိဘူးလားဟဲ့ရုံးမရည်သေး ဟောရှိတယ်အမရုံးလေရှိတယ် အဲရုံးမရည်သေးတွေကတစ်စီးပေး ရုံးလေပြ900ကျေရော့1000 တော့တစ်ထောင် 1000တားလေးရော့ ဟဲ့မသားဟင်ရင်းသားကိုနည်းနည်းပပလေးကြည့်ပြောထားပါဦးအေး ဟဲ့ဟုတ်ဘာသာဘာဖြစ်နေလို့လဲ ဟဲ့ဘာဖြစ်ရမှာလဲလူပုံစံကကနက်ကြရနဲ့ကြာရင်ဟိုမြောက်တမြောက်ဖြစ်နေအောင်မယ် မတင်ရလေကျမသားလေးကနက်ကြရဖြစ်တာဘာဖြစ်လဲရှင်ဒီမှာကျမအတွက်လေကျမသားလေးကပူပေါ်လောင်မဲရတယ်ဘာပဲပြောရှင်ကျမသားလေးကကျမအတွက်အရန်လိမ်ပါတဲ့သားလေးပဲနော်ကျမကိုဒုက္ခမပေးပြီးတော့သူကသူနေခြင်းလို့နေပြီစီသူစိတ်ချမ်းသာရင်ကျမစိတ်ချမ်းသာဒါပဲ ညီကိုကျုပ်တော့လေစေတနာနဲ့ပြောနေတာကျုပ်လည်းတားယောက်သားလေးမွေးထားလို့တားယောက်သားလေးမွေးထားတယ်ညီတက်ချရဆိုညီအားကိုရမှာလေ ဟိုတာဟိုမလေးဟိုအမေဖို့ကိုလေပတ်စံ2000ကပ်ပေးလိုက်ပါအမေပေးပြန်စီနော်ဒါနော်ဟုတ်ကဲ့မတင်ရလေစကားတော့ကြည့်မပြောဘူးကျမသားလေးစိတ်မကောင်းဖြစ်နေပါဘူးရှင် ငါကြည့်ပြီးပြောတာလေငါစေတနာနဲ့ပြောတာလေနင်ဒီဘဝဘယ်လိုချက်ပါလဲဟိုလိုလိုဒီလိုနဲ့ညီကအဲ့လိုကြီးလုံနေလို့ရှိရင်ညီပါအကွာမှာလေ အော်ဘာပဲပြောရှင်ကျမတက်တော့သူကဖူပေါ်လောင်မဲရတယ်ကျမအတွက်အားကိုးနေရတာပဲခုနေကျမသားလေးကကျမအရန်လိမ်ပါတယ်
ဘာပဲပြောရှင်ကျမတို့ကျမသားတို့ကျမခုံယူတယ်ရှင် ဟဲ့ခက်ပါတယ်အေးကြကြရနဲ့ဆိုညီအားကိုရမှာလေအခုညီဘလို့လုပ်ပြီးဒီကလေးကိုညီဘလို့အေးငါမပြောချင်တော့ဘူးအေး ပြောပါနဲ့ရှင်မပြောပါနဲ့ရှင် မပြောတော့ဘူးမကြိုက်ရင်လည်းမပြောတော့ဘူး ပြောတော့မပြောနဲ့ဒီညာသားသမီးကိုပြောရလိုက်ကြကြည့်ပါဦးဟိုချိုးနှစ်ချိုးနဲ့သူ့သားကြတော့ကြည့်ပါဦးအပေါင်းတင်းတခါလေးနဲ့ပြက်စီးကျင်တိုင်းပြက်စီးနေတာ तू မသိငါသားကိုလာပြောနေအော်ကဲရက်လေးရပါအောင်ကျမရက်ရင်ကြပါအောင်ရှင်တာဒီနေ့10ရန်နော်တာဘယ်ကျူရှင်တက်ချင်တဲ့မြို့ပြော ဟိုဒါဒီနှစ်တော့လေနှစ်ဝက်လောက်မှာပဲလိုင်းနေတဲ့ဘာသာတွေကိုရွေးပြီးတော့တက်လိုက်မယ်လေ အဲ့ဒါလည်းကောင်းပါလေဒါပေမဲ့ဒီနှစ်တော့အမေကိုဈေးကြိုလာစောင့်မနေနဲ့တော့နော် ဟုတ် နော်စာအုပ်ပဲကျက်ဟုတ်ပြီလား ဟုတ်ကဲ့ အော်ဆိုင်လဲလာမထိုင်မနေတော့သားရဲ့နော်စာအုပ်အချိန်ပေးပြီးတော့ကျက်ဟုတ်ပြီလားနားတန်နော် ဟုတ်ကဲ့ အော်တာဟွာလေဟိုသားတငယ်ချင်းလေဟိုဘလာအချောင်းမှာသူ့ဆိုင်ကိုခဏမသွားနဲ့နော်သားနော် ဟုတ်ကဲ့ပါမင်းတို့ အမေသားလေးနေမာနေနော်ရမ်းနေမာလားအမေတို့အကိုဟာတိလား ဟဲ့တန်းတန်းဟဲ့တန်းတန်းရှိလားဟဲ့ဟဲ့တန်းတန်း အော်တငယ်ချင်းလာလေးငါဖျားနေလို့ဟဲ့ဟဲ့နေဖျားလို့ငါတရင်လာမေးတာမဟုတ်ဘူးငင်ငါပတ်စံယူထားတာ3လရှိပြီအတိုးလည်းမမှန်အရင်လည်းမဆက်ဆိုင်သွားတော့လဲဆိုင်ကားမထွက်နေဘာလို့မှလည်းပြော အေးပါခင်ရဲ့ငါဆိုင်ပြန်ထွက်တဲ့ခါကျရင်ဖဲ့ပြီးဆက်ပါမယ်ဟုတ်အခုဟာအင်းဟာကလည်းပေးလိုက်ရစီငါမလေးမောက်တော့ဟိုဒီတလားတော့တိတ်ခံပေးပါနော်ဟုတ်ဒီနေ့ငါလည်းနေတင်ချင်းနေပဲပြောမလားဆိုမလားပဲနော်တင်ချင်းနော် ဟဲ့ငယ်တငယ်ချင်းတွေပြောမနာဆိုမနာတွေထက်တဲ့မပြောနဲ့နေယူထားတာ3လရှိပြီငါပတ်စံငါပြန်လို့ခြင်းလေ ပြီးပါမယ်တင်ချင်းရဲ့နေလည်းငါချောင်းတင်နေတာပြီငါမဟုတ်ဆိုမှလေနင်လို့စားရှိတာမှမဟုတ်တာငါရဲ့သားလေးရလေဒီနေ့10တန်းကြောင်းတင်နေတာ အမလေးအေးနင်းလောက်စာထိုက်ပြောမနေပါနဲ့ငါယောက်ျားနောက်လာနေပြောင်းမှာငါတို့လိုက်သွားမှာငါပတ်စံလဲအဆုံးမခံနိုင်ဘူးညီးစီလဲလာမတောင်းနိုင်ဘူးမွေးထားတာလူကောင်ကြီးကကြီးတောင်ကြီးမှနဲ့အလုတ်လေးပါလေးရှာခိုင်းပေါ့ညီသား10တန်းအောင်တော့လက်စာဘယ်လောက်ရမှာမို့လို့လဲညီးကမဟုတ်ဆိုးမှကုံစိမ်းရောင်းပြီးဘယ်လောက်စုမိမှာမို့လို့လဲမွေးထားတာကယောက်ျားလေးခိုင်းပေါ့ တော့စီယာမေယူထားဘယ်လောက်လဲ 9000အတွန်းနဲ့ဆို6000ခွဲ လာကုန်ပေးမယ်အခုပြန်တော့ ဟဲ့နင်ထုတ်ဆက်မလိုပါဘူးပြန်မယ်ဟဲ့တန်းနင်သားပြောတာကြားတယ်နော်ငါပတ်စံလက်ကောင်ကုန်ပြန်လို့ခြင်းတယ်ဒါပဲ သားရဲ့ဒီလောက်ကိုရင်အဲ့6000ခွဲကဘလူရှာပြီးဆက်မှာလေသူကအမြောက်ကြိုက်ချောကြိုက်သားရဲ့မြောက်ပင်ပြီးပြောနိုင်ရတယ်အဲ့တော့မှပဲအမေလည်းခွဲဆက်လို့ရမှာပေါ့အမေရဲ့တင်ငယ်ချင်းကြောင့်အမေကောင်းကောင်းသိတာပေါ့သားရဲ့သားဝင်ပြောလိုက်မှာပဲအမေတော့အခက်တွေ့ပြီ အမေကတော့သူ့တငယ်ချင်းအကြောင်းကိုသူအသိဆုံးဖြစ်မှာပေါ့ ကျွန်တော်ကတော့ကိုယ့်စကားနဲ့ကိုယ်အခက်ကြုံရပြီ
ဘလို့ပဲဖြစ်ဖြစ်လေငယ်တငယ်ချင်းဆိုတဲ့တန်ရုံးစင်လေးထားတင်တာခုတော့ငွေနဲ့ပတ်သက်လာအာမနာတာတောင်းတက်တဲ့သူတွေကျွန်တော်စိတ်နာဘသူကအကြောင်းမဲ့လိုချင်ပါလေခက်ခဲရှိလို့ပေါ့နောက်ဆုံးအတွေ့အတစ်ခုကအမေပြောသလိုပဲသူများပတ်စံယူပြီးတော့ပြန်ပေးရမှာပဲပေါ့ ဆင်းတဲ့ငင်းကလည်းမကောင်းပါလားဘာလို့လဲ ကောင်းပါလေစိတ်ညစ် ဟမ်စိတ်ညစ်လို့ဘာစိတ်ညစ်စရာရှိလို့လဲ ဒီလကုန်ရင်အမေကိုပေးရမယ်ကျွေး6000ခွဲရအဲ့ဒါအကျွေးဆက်ရတော့မယ်လုံလေးတစ်ခုလုပ်ချင်တယ် တစ်လ6000ရရဲ့လို့တော့ရှိမလားကွာအေးဒါပေမဲ့ငါချက်နောက်ကထိုးထားတယ်ဟောရင်မင်းကိုပေးမယ်ဟုတ်ပြီလား ဟဲ့လင်းထမငါဆက်ဆိုင်မှာလှုပ်လို့မလားအလားက3000လောက်တော့ရတယ်သူ့ရှူတင်နေမိတ်ကပ်လိမ့်ရတယ်နေလိုက်လို့တော့ဘာတူတော့ငါ့ကိုလည်းလူရှာခိုင်းထားတယ်လေအဲ့ဒါကြောင့်မို့နေနမညီလေးညို့မနက်ကချဲပေါက်ကိုမင်းနေတယ်ဟမ် ဘာလို့လဲ ဟောဘသူရှိရမလဲနောင်နောင်ပေါ့နောင်နောင်မြင်နေရနောက်ထပ်တစ်ယောက်ရှိနေသေးလို့လား လင်းတဲ့ရေလင်းတဲ့ ဟဲ့နော်အဲ့ဒီချက်ပေါက်တွေဆို ဟုတ်တယ်900ဘိုးတောင်ပေါက်တာ2သိန်းကျော်ရတယ်ဒီမှာရောက်ပါစားငါပြီးပြီနော် ဟဲကြည်စမ်းနောင်နောင်တို့ကမရအောင်ရအန်းချလိုက်တာ မဟုတ်ပါဘူးဗျာကျွန်တော်ကမနေ့ကတော့လင်းထက်ကိုဂရီပေးထားလို့ပါအချင်းချင်းတွေပဲကက်ကြလာကိုကူညီပေးရမှာပေါ့ဗျာ ဟိုအခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်နောင်ကောင်ရဲ့ ရပါတယ်ကျေးဇူးတင်စရာမလိုပါဘူးကဲအနည်းတို့ဒီညစားဖို့တောက်ဖို့အတွက်ညနေမှာတစ်ခုခုသွားစီစဉ်လိုက်တော့ဟုတ်ပြီလားကဲရော့ ဒီညတော့ရှင်တို့လင်မြာတောင်းညံ့ကြတော့မယ်ပေါ့ဒီတစ်ခါလဲကျမသွားဝတ်ပြရအောင်မယ် ဟာအနည်းကလုတ်ပြီဗျာမဟုတ်ပါဘူး အမေ တာလင်းထက်အမေစိတ်ပူနေတာကွယ်တာဘယ်နေလျှောက်သွားနေရလဲဟမ်တာတာဟိုအရင်နေတော့လာဟမ် ရှောက်မေဟုတ်အဲ့ပတ်စံနေနဲ့အမေတကယ်ချင်းကိုအကျွေးဆက်လိုက်တော့နော် တာဒီပစ္စံနေဘယ်ရလာလဲဟုတ်တာဟုတ်တာတွေလုံးလာခဲ့တာမဟုတ်ပါဘူးနော် တာမဟုတ်တာဘာမှမလုပ်ပါဘူးမေရဲ့ဟိုတားခက်ခဲနေရတယ်ကိုတားတကယ်ချင်းကိုပြပြလို့တားတကယ်ချင်းကကူညီလိုက်တာပါမေရဲ့ ဟုတ်ကဲ့
မေးသေးဘူးလားတာ ဟိုဒါဆာမွေးကြတယ်အမေ မသားရဲ့စာရီကအရင်ခက်တာဆိုတော့ဒီလောက်တော့ရှင်းမှာပေါ့အဲ့ဒါတည်းကလည်းလေအမေရဲ့သားလေးကိုအမေကကြိုရှင်းမှမထားပေးနိုင်တာ ဟုတ် အမေရဲ့အဖြစ်တွေပါသားရဲ့နော် ဟုတ်အဲ့လိုမျိုးလဲဘယ်ဟုတ်ပါမလဲအမေရဲ့ဟိုဒါအဖြစ်တွေလည်းပါပါတယ်ဒါစာမကြိုးစားလို့အမေခုလိုစိတ်ဆင်းရဲနေရတာ အမေကစင်စင်းရဲ့ပါဦးသားရဲ့အမေကလေအမေရဲ့သားလေးအတွက်စိတ်မကောင်းဖြစ်တာပါဟုတ်ဒါဒီအားလုံးကလည်းလေအမေရဲ့အဖြစ်တွေပါသားရဲ့ အမေဟုတ်ဒါအမေကိုပြောစရာရှိတယ် ဘာပြောမှလဲသား ဒါအခုစာမွေးကြတယ်ဆိုတော့လေဒါစာဘက်မှာမထူးချွန်တော့ဟိုဒါဝါသနာပါတဲ့မိတ်ကပ်ပညာကိုဒါစူးစမ်းသိယူပြီးတော့လေလူပုံလည်းမှာမျက်နှာမငယ်ရအောင်ဒါအမေကိုတင်းတောင်းတက်ထားခြင်းနဲ့အမေဟိုဒါစူးစမ်းကြည့်ခြင်းနဲ့အမေ ကြိုးစားပါသားရဲ့ကြိုးစားပါအမေလေးသားရဲ့စိတ်ဆန္ဒအားလုံးခွင့်ပြုပေးပါတယ်ကြိုးစားတော့သား အမေတကယ်ပြောရနော် တကယ်ပြောတာဗောသားရဲ့သားဒီပညာကိုရအောင်ကြိုးစားပြီးတော့အောင်မြင်အောင်လုပ်တော့သားလေးဟိုအမေအားပေးနေတယ်သိလား ဟုတ်ကဲ့ပါမေဟုတ် စိတ်ချပါမေအမေဖြစ်စေခြင်းတဲ့အတိုင်းဒါအကောင်းဆုံးကြိုးစားပေးပါမယ် ဟဲ့တနန်နင်မပြန်လာတော့ ဟောဈေးကပြန်လာတာလေဟိုနင်ကရန်ကုန်လာလဲရလား ဟုတ်တယ်လေငါမနေ့ဖက်ပြန်တော့မလို့ ဟိုအဲ့ဒါဆိုရင်ငါတို့ရင်လိုက်လေပါလား အောင်မလီဟဲ့လက်နှလုံးလောက်ရှိတဲ့အိမ်ကိုမြင်ငါ့ကိုအလဲခေါ်နေသေးငါအစားကြီးရတော့ဘာကျွေးမှမဟုတ်လို့လဲစတာပါဟဲ့အော်ဒါနဲ့နင့်သားအောင်လား ငါကျူရှင်မထားနိုင်တော့ငါသားလေးဒီနှစ်ကြတယ်လာမယ့်နှစ်တော့ပြန်ပြေခိုင်းရမှာပေါ့ဟာ တန်တန်ရဲ့ကျူရှင်မထားလဲစူးစမ်းရင်အောင်ရမှာပေါ့မိဘကကုံစိမ်းရောင်းပြီးရှာကျွေးနေတာစူးစမ်းရမှာပေါ့နင့်သားကိုကြောင်းထုံးလိုက်လीအလုတ်လုတ်ခိုင်းလိုက်ဟဲ့ငါသမီးကလေလာမယ့်နှစ်ကို10တန်းငါးဘာသာဂုံတူးမှန်းထားတာဟဲ့အဲ့လိုထူးချွန်ထက်မြဲမှတစ်လောက်10သိန်းအထက်ရမှာဟဲ့ အမေ ဟဲ့သား အပြန်နေတော့မေမေ အော်အေးခင်ခင်ရဲ့မသားလေးစိတ်မကောင်းဖြစ်သွားတယ်那没 ဆဲတေးရလေကျွေးပြီးလှလိုက်တာနော် 哎， ဒီကြက်တင်ရှိရတယ်တန်တန်ရဲ့နော်ဒီလိုရ 好的，啊，我打理好，我打理就上。 ဒီပါဟဲ့ 嘿嘿嘿，我看你哈， အမလီဟဲ့စကောကောင်မထိုင်ပါဘူးမလွတ်လက်ကျမ်းမြင့်မှာပဲထိုင်နေ 我给他搞闹的，哎呦，我老板教你， ရောက်ပါတယ်မြင်လဲ 嗯。妈哦，哎，咋变了？咋变哪里了？
အမှတ်မိဘူးလားဒေါခင်ခင်ရှင်ကကြောင်းထုတ်အလုပ်လုပ်ဆိုလို့ကျမကလည်းကြောင်းထွက်ပြီးတော့အလုပ်စူးစမ်းလိုက်တာအခုရှင်မင်းနဲ့တိုင်မဲ့လေရှင်ပြောခဲ့ဘူးတဲ့လက်နှလုံးလောက်အိမ်မဟုတ်ဘူးဆိုတာရှင်မြင်ပါတယ်နော်ငယ်တငယ်ချင်းမျက်နှာမှာမထောက်အကျွေး9000ကိုအတိုးပါကျမပေးဆက်ခဲ့ရဘူးလေပတ်စံချေးပြီးတာကျေးဇူးအများကြီးတင်ပါတယ်ရှင့်စကားတွေကြောင့်ကျမမေဖြစ်စေခြင်းနဲ့ပညာတတ်မဖြစ်ခဲ့ပေမဲ့လေရှင်ပြောသလိုအလုတ်လုတ်ပြီးတော့ချမ်းသာအောင်တော့ကျမလုံနိုင်ခဲ့တယ်ဒါရှင့်ကျေးဇူးလည်းမကင်းပါဘူးအော်ရှင့်ကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီညစာကိုပြင်ပမှာစားခြင်းလေပြောနော်အာမနာနဲ့ဒါနဲ့ရှစ်သမီးရောအခု10လကိုဂုံလူပဏ္ဍာသာပါတယ်လာစာရောတစ်လောက်ဘယ်လောက်ရပြီကျမကိုပြောစမ်းပါဦး ရပါတယ်တမန်ငါမစားတော့ပါဘူးသမီးကခုနေမှာကျောင်းဆက်မလုပ်နေတယ်ငါပြန်တော့မယ် ဟောမပြတ်မနှောင်းခဲဟိုဒီမှာညအိမ်မယ်ဆို ပြန်ချင်းပြန်ပါစေအမေရဲ့သမီးတို့တာဝန်ကျေယူရဲ့ကြည့်ရတာအဲကွန်းနဲ့မအိတ်တက်လို့နေမှာပေါ့ကျောင်းဆရာမလာစာအငိမ့်စားအရာရှိတယောက်ရဲ့လာစာတစ်လ10သိန်းမကျော်တော့ပါဘူးအမေရဲ့နောက်ဆုံးအနေနဲ့အိတ်ချင်အိတ်သွားနော်နောက်ပဲတော့မှကျမအိမ်လာပါနဲ့ကျမအမေငယ်တင်ငယ်ချင်းပိသားသူပဲကျမလက်ခံမှာမဟုတ်လို့ပါ ငါပြန်တော့မယ် ဟာခဲရရပါဟဲ့ခဲ နှိမ်ပါတဲ့သူတွေကိုနှိမ်ချတတ်တဲ့စိတ်နဲ့ကျမမှမရှိခဲ့တော့ဘူးလှဲတစည်းရဲ့လှဲပိန်းလို့အောက်ခြေမြေကြီးထိရောက်တယ်လို့အပေါ်လဲနေလဲထိတတ်တဲ့သဘောတရားတွေကျမအသိပေးလိုက်ကြပါဘာဖြစ်ဖြစ်ဒေါခင်ခင်ရှင်ကြောင့်ကျမဘဝတစ်စစ်ချိုပြောင်းလဲခဲ့ရတဲ့အတွက်ရှင်ကိုကျမအရန်ကျေးဇူးတင်ပါတယ်